ဟုတ်ကဲ့တသိန်းတန်းဆိုတော့ဒါဘုရားရှိခိုးလို့တရားရအောက်ဆိုရင်လည်းဘုရားမပွင့်ဘူးတဲ့တရားရအောက်ဆိုရင်မဘုရားပွင့်တာဘုန်းကြီးတို့95နှစ်တန်းလေးဘုရားလည်းရေးတာ95နှစ်တန်းမှာဘုရားပွင့်တာလားဝိမှုတရားရမှာမပွင့်ရဘူးတရားအောက်ဆိုရင်ဘုရားမပွင့်တော့တရားရအတန်တရားရအောက်ဆိုရင်ဘုရားမပွင့်တော့ဘူးတဲ့အသက်တသိန်းတန်းအထက်ကိုဆိုရင်လည်းဘုရားမပွင့်ဘူးတဲ့ဘာဖြစ်လို့တသိန်းတန်းအထက်ကိုပွင့်ရင်လည်းလူတွေကိုပူပါတယ်နားပါတယ်သိပါတယ်ဟောလည်းသူတို့ကမယုံဘူးတဲ့တသိန်းအောင်မှနေတဲ့အခါကျတော့ကိုယ်ရဲ့လူကြီးရှိသူကြည့်တဲ့ဒီယုံကငါကြည့်တဲ့ဒီယုံကိုယ်လည်းလို့သိမရှိဘူးအဲတသိန်းတန်းအထက်တာတော့လေကိုယ်ကပြောရင်ကိုယ်တဲ့ဆိုတာဘာလဲလို့မေးဖို့မေးကြည့်ရတဲ့ခင်မျိုးတဲ့အဲတသိန်းတန်းအထက်မှာလူတွေကတန်းသိရှိကြတဲ့အခါကျတော့ကိုရနာတွေဟောလို့ဒုက္ခတွေဟောလို့သူတို့သိနာမလဲဘူးသဘောပေါက်ဘူးတဲ့ဒါကြောင့်သသိန်းနဲ့အထက်မှာလည်းဘုရားမပွင့်ဘူးຢာရန်အောက်မှာလည်းဘုရားမပွင့်ဘူးဒါတော့အခု